Hello ဒီနေ့ကတော့တားရီကိုကြည်လင်တက်ပါစေမဲ့ကျမရဲ့ skin care အဆင့်လေးကိုပြပေးမှာပါပထမဦးဆုံးတိုးနာပတ်လေးနဲ့မျက်နှာပေါ်အငြိကြီးကိုဖယ်ရှားပေးပြီးအဆူတက်ကိုစဖြည့်ပေးပါပါနော်ဒါမှနောက်ထပ် link နဲ့ skin care တွေကအသားတွေကိုပိုစိတ်ဝင်လဲမှာပါနော်ဒီတိုးနာပတ်လေးကအရန်သုံးလို့ကောင်းတယ်Skin Food ကတော့တိုနာပတ်လေးနဲ့သုံးပြထားတာပါဒုတိယအဆင့်ကတော့ Serum ပါဒီSerumကအသားရည်ကိုအတွင်းပိုင်းထိအားဖြည့်ပေးတဲ့အပြင်အသားရည်ကိုညံ့စေတယ်စိတ်ဝင်တွေကလည်းမြင်တယ်တတိယအဆင့်ကတော့ Moisturizer ပါရှေးကလင်းပြထားတဲ့လက်တွေအသားထဲမှာရှိနေအောင်နဲ့ရေတက်ကိုအပြည့်အဝရသည်ဖို့ Moisturizer ကတော့မဖြစ်မနေကိုလင်းပေးရပါမယ်ကဲနောက်ဆုံးအဆင့်ကတော့လုံးဝကိုအရေးကြီးဆုံးအဆင့်ပေါ့နော်စမ်းခွင့်အပြင်သွားရင်ပဲဖြစ်ဖြစ်အိမ်မှာနေရင်ပဲဖြစ်ဖြစ်နေလောင်တောင်ကောက်ွယ်ဖို့စမ်းခွင့်ကတော့မဖြစ်မနေကိုလင်းပေးရပါမယ်ဒီအဆင့်ကိုတော့လုံးဝကြော်တော့လို့မဖြစ်ဘူးနော်ကဲဒါလေးလင်းပြီးဆိုတော့ကြည်လင်တောက်ဖားရဲ့ glass skin ကိုပတ်ဆိုင်ရပါပြီ